အခုဘာမှသူချနေကအစီအစဉ်အသစ်အနေနဲ့တကယ်ဖြစ်ရမှန်တရေအချောက်ခံရတဲ့ဇလန်းတွေကိုပြောပြအောင်မှာဖြစ်ပါတယ်။အဲ့ဒါဆိုရင်ဘာမှသူနဲ့အတူတူလိုက်ပြီးကြောက်လိုက်ရအောင်ရန်ကုန်မြို့တွေကအိမ်ယာတစ်ခုအဲ့ဒီအိမ်ယာကတောင်းထဲမှာတော့မဟုတ်ဘူး။အဲ့ဒီအိမ်ယာထဲမှာကျွန်တော်တို့အလောက်ကလူတွေအမြဲတမ်းထိုင်နေကြဘာမှကြစားတောက်ဆိုင်မကြဘတ်ဂျက်ဖြစ်တဲ့ဆိုင်ကြီးတစ်ဆိုင်အဲ့ဒီအိမ်ယာထဲမှာရှိတယ်။တရက်ကြတော့အလုပ်ထရဘော်ရာတယောက်မွေးနေပေါ့ထုံးစံတိုင်းအလောက်ကလူတွေဝိုင်းပြီးတော့အဲ့ဒီဆိုင်လေးမှာတောက်ကြစားကြတာပေါ့ဗျာဒါပေမဲ့အဲ့ဒီဆိုင်လေးကဘတ်ဂျက်ဆိုင်ဆိုတော့ toilet မရှိဘူးအပေါ့ပါသွားခြင်းအိမ်ယာတွေက public toilet မှာသွားရတယ်အဲ့ဒါနဲ့ကျွန်တော်တို့အဖွဲ့လဲတောက်ရင်းနဲ့ည9နာရီကျော်လာအောင်အဲ့ဒီအချိန်ကျတော့ public toilet ကပိတ်နေပြီဒါပေမဲ့ကျွန်တော်တို့ကလည်းတောက်ရင်းနဲ့ယောက်ျားလေးတွေဆိုတော့တောက်ပြီးတော့အပေါ့သွားကြလာတာပေါ့ဗျာအဲ့ဒါနဲ့ကိုစီဆက်လိတ်လေးကိုကင်ပြီးတော့လိုက်ကြမလားသွားမယ်ဘာညာနဲ့ကြောင်ကြပြီးတော့မှောင်နေနေအောင်ရှာပြီးအပေါ့သွားဖို့ပြင်ကြတာပေါ့အဲ့ဒါနဲ့သွားနေရင်းနဲ့အဲ့ဒီအိမ်ယာထဲမှာတိုက်အစ်စ်တွေစောက်ဖို့လုံနေတဲ့နားမှာငပြောပင်လေးတွေရှိတယ်အဲ့ဒါနဲ့အကုန်လုံးကလည်းအဲ့ဒီပင်နေနာပဲသွားကြမယ်ဆိုပြီးဆဆနားနဲ့ပေါ့သွားကြတာပေါ့ဗျာကျွန်တော်လည်းအပေါ့သွားနေတော့အပေါ့လေးသွားရင်ဆက်လိတ်လေးစိန်ခံပြီးရှိုက်မယ်ဆိုပြီးကောင်းငင်ကြီးကိုစိုက်အပြည့်နဲ့အားရပါရမောကြည့်လိုက်တာပေါ့ဗျာအိမ်မှာဗျာဆရာသမားငပြောပင်ပေါ်မှာစောင်းရင်းထိုင်ပြီးတော့ကျွန်တော်ဘေးကအပေါ့သွားနေရဲ့ကျွန်တော်ဘော်ရာကိုစိုက်ကြည့်နေရမျက်လုံးရရဲနေရပဲဟိုကောင်ကတော့မသိဘူးမူးပြီးအချင်းစကားတွေပြောနေကြတာပေါ့ဗျာကျွန်တော်လဲကျွန်တော်မျက်လုံးကျွန်တော်မှားနေရလားမူးနေရလားဆိုပြီးတော့အဲ့ဒီအပင်ပေါ်ဇက်တိုက်ကြည့်နေရဗျခဏနေတော့သတိဝင်လာပြီးတော့ဟေ့လူခမရမပြီးသေးဘူးလားခမရတို့လည်းမပြီးသေးဘူးလားသွားမယ်ဆိုပြီးခေါ်တော့မှအကောင်လုံးကလည်းအေးသွားကြမယ်ဆိုပြီးတော့ကိုကိစ္စကိုလက်ဆက်တက်ပြီးသွားကြတာပေါ့ကျွန်တော်လည်းအဲ့ဒီကအပြင်လဲထွက်နောက်ကိုလှည့်ကြည့်လုံနေရပေါ့အဲ့တော့မှဆရာသမားကျွန်တော်ကိုမြင်သွားတာမျိုးမြင်ရောရှာကြီးထုတ်ပြီးပါဇက်ကြီးပါလှမ်းဖျဲပြသေးတယ်ပုံမှန်တန်ရဗျာတော်တော်ကြီးရုပ်ပြက်စင်မြကြောက်စရာကြီးရုပ်ကဘလို့မျိုးလဲဆိုတော့ Harry Potter ကားတွေကမှင်စာရုပ်ခန္ဓာကိုယ်ကတော့တာမန်လူတယောက်ခန္ဓာကိုယ်ပဲဗျပြီးတော့ तू ကကျွန်တော်ကိုလက်ညှိုးအောင်ထိုးပြလိုက်သေးတယ်ဟိုးဘက်မှာရှိတဲ့ငပြောပင်တွေကိုကျွန်တော်ကလည်းရောင်ပြီးတော့လှည့်ကြည့်လိုက်တာဘယ်နဲ့ဗျာသူ့လိုအကောင်ကြီး3-4ကောင်လောက်ရှိတယ်အပင်ဒီပေါ်မှာတန်းစီပြီးထိုင်နေတာမဲလေးအဲ့ဒီရစပြီးကျွန်တော်လည်းနောက်ပိုင်းတောက်ပြီးရင်ဘယ်ငပြောပင်အောင်မှအပေါ့မသွားတော့တလို့အပင်မော်လဲမောမကြည့်တော့ဘူးဗျအခုဘာမှသူပြောပြမယ်ဖြစ်ရမှန်တရေအကြောင်းကလည်းကိုယ်တိုင်ကြုံရမယ်ဆိုရင်တော်တော်လေးကြောက်ဖို့ကောင်းတယ်ဒီတရေ6ခံရတဲ့အကြောင်းလေးကိုဘာမှသူနဲ့အတူတူလိုက်ပြီးကြောက်ကြည့်ရအောင်နော်ဟိုတလောကအကုန်လုံးသိကြတဲ့နာမည်ကြီး shopping center တစ်ခုရဲ့စာတင်ကျောင်းတစ်ကျောင်းကတရေ6တယ်ဆိုပြီးတော့တော်တော်လေးကိုနာမည်ကြီးပြီး trend ဖြစ်သွားသေးရဲ့လေအခုပြောမယ့်ဇလန်းလေးကလည်းအဲ့လိုမျိုးပုံစံပဲဒါပေမဲ့ကျောင်းကတော့အဲ့ဒီကျောင်းမဟုတ်ဘူးနောက်ထပ်စာတင်ကျောင်းတစ်ခုပေါ့ဒီတရေ6ခံရတဲ့အဖြစ်ကိုကြုံတွေ့ခဲ့ရတာကညီမလေးတယောက်ပဲအဲ့ဒီကျောင်းက4တန်းလောက်အရွယ်အထိပဲသင်တဲ့ကျောင်းပေါ့နော်ညီမကအဲ့ဒီမှာမနက်9နာရီကနေညနေ9နာရီထိအလုပ်လုပ်တယ်ပြီးတော့ညီမ reception ဆိုတော့အလုပ်မပြီးလို့ရှိရင်အိမ်မပြန်နိုင်ဘူးပြီးတော့မနက်ဖြန်ဆိုရင်သတင်းကြွကျောင်းပရက်ကစပြီအဲ့တော့ပရက်မှာအလုပ်မလုပ်ချင်လို့ဒီနေ့အပြီးလုပ်မယ်ဆိုပြီးတော့ supervisor အမကိုခေါ်ထားလိုက်တယ်သူကလည်းတရေဆိုရင်တအားကြောက်တာပြီးတော့သူ့နှစွန်းနှပြကြားထားတာရှိတယ်ညီမလေးဘာညာပေါ့ပြီးတော့အရန်မိုးမချုပ်စီနဲ့မမြန်လို့သူစောင့်နေမယ်ဆိုပြီးတော့သူကစောင့်ပေးတယ်ကြောက်လဲကြောက်တတ်တော့သူကလည်းသူ့တငယ်ချင်းကိုဖုန်းဆက်လမ်းခေါ်လိုက်တယ်ကိုကလည်းစိတ်ကူရအောင်ဆိုပြီးတော့ကိုတငယ်ချင်းကိုဖုန်းဆက်ပြီးလမ်းခေါ်ထားတယ်ကိုခေါ်ထားတဲ့လူတွေကလည်းရောက်လာကြတာပေါ့ဖြစ်ချင်တော့အဲ့ဒီနေ့ကမိုးတွေကအကြီးအကျယ်ရွာတာအပြင်မှာလျက်စီးတွေလက်မိုးတွေကချိန်နေကိုကလည်းအလုံးမပြီးသေးတော့အလုပ်ကိုအာယုံစိုက်ပြီးမြန်လုံနေရပေါ့တငယ်ချင်းကလည်းတစ်ဖက်ကဝိုင်းကူအဲ့ဒီချိန်မှာ supervisor အမသူ့လုံးဆရာမရှိတော့ကိုရီ reception ဘေးကကလေးတွေကိုစော့လို့ရအောင်ကစားကွင်းလိုမျိုးလှုပ်ထားတဲ့အခန်းလေးတစ်ခန်းရှိတယ်အဲ့ဒီအမနဲ့သူ့တငယ်ချင်းကသူတို့အိတ်ခန်းထဲမှာပဲဝင်ဆောင်နေမယ်ဆိုပြီးတော့ဝင်သွားကြတယ်သူတို့အိတ်ခန်းထဲကိုဝင်တဲ့အချိန်မှာတီးလုံးတန်လေးတက်တက်လေးကိုစပြီးတော့ကြားလိုက်ရတယ်ညီမကလည်းစိတ်ထဲတိတ်ပြီးတော့သတိမထားမိဘူးတယောက်ကဒီကစားကွင်းထဲဝင်ပြီးတော့တခုခုနှိပ်မိလိုက်လို့တန်ထွက်လာတာလို့ပဲညီမထင်ခဲ့တာခဏနေကြတော့
အဲ့ဒီမနှစ်ယောက်ကအပြင်ပြန်ထွက်လာကြအောင်အဲ့တော့မှဇလန်းစတာခုနကကြားရတဲ့အတန်သူတို့ကလည်းညီမတို့တွေအပြင်ကနေဖုန်းနဲ့ဖွင့်ထားတယ်ဆိုပြီးတော့ထင်နေရလို့ပြောရောအဲ့ဒီမှာအတန်ကြီးကတဖြည်းဖြည်းကျဲလာတာဘယ်ဟာလာတဲ့အတန်လဲဆိုတော့အပေါ်ရက်ကလာတဲ့အတန်အဲ့ဒီတီလုံးကဘာတီလုံးလဲဆိုတော့ညီမတို့တွေကလေးတွေအိတ်တဲ့အချိန်ဆိုလို့ရှိရင်ဖွင့်ပေးတဲ့ Rollison sound အဲ့ဒီအတန်ကလေအကျိမှအကျိမသိရင်တရေကားရလို့ပဲတရေကတဖြည်းဖြည်းကိုနာကိုကတ်လာလို့ရှိရင်အတန်ကပိုကျဲလာတယ်ဆိုတာမျိုးအဲ့လိုမျိုးကြီးညီမတို့နာမှာအကျိကြတာအဲ့ဒီအချိန်ညမှာတစ်ဖွဲလုံးထွက်ပြေးတာအပြင်ကိုဘလို့အပြင်ရောက်သွားမှန်းမသိဘူးတကားတော့မခက်ရဲဘူးလက်ကိုလာဆွဲမှကြောက်လို့အဲ့ဒါနဲ့သတင်းကျွတ်ကျောင်းပိတ်ရက်ပြီးတော့ကျောင်းနေပြန်ဖွင့်တော့ညီမဆီယာမတွေကိုမေးကြည့်တော့မှသူတို့ပြောတာအဲ့ဒီအတန်ကစတစ်နဲ့ဖွင့်ရတာတဲ့ပြီးတော့စတစ်ထိုးပြီး join လိုက်တာနဲ့အတန်ကတန်းမလာဘူးအဲ့ဒီတချင်းကိုရောက်ဖို့အဆင့်ဆင့်ရွေးရသေးတယ်တဲ့အဲ့ဒီဟာကိုကြားတော့ညီမရဲ့သပင်မွေးတွေကတော်တော်ကြီးကိုထောင်းထားသွားတယ်ပြီးတော့အဲ့ဒီကျောင်းကဘယ်လောက်ထိကျန်းလဲဆိုလို့ရှင်ဆီယာမတွေပြောပြတာကလေးတွေအိမ်နာသွားလို့ရှင်ဘေးနာကဆီယာမတွေလိုက်ကြည့်ပေးရတယ်တဲ့အရင်တော့ကလေးလေးတယောက်ကသူအိမ်နာသွားပြီးလက်ဆေးရင်းနဲ့ဘေးကနေတဲ့သူ့ကိုကြည့်ပြီးတော့ရေတွေကိုအဲ့လိုမစော့ရဘူးဆိုပြီးတော့ပြောတာတဲ့ပြီးရင်ဆီယာမတွေအိမ်နာတက်ပြီဆိုလို့ရှင်အိမ်နာမီးတွေကိုပိတ်ပစ်တာတခါကတန်ရှင်းအမာကြီးတယောက်ဆိုလို့ရှင်သူတန်ရှင်းလုပ်ပြီးတော့လေကားနာမှာနားနေရအဲ့ဒါသူရှိတက်တဲ့အခန်းတကားကြီးကသူ့လိုအော်တိုပွင့်သွားတာပြန်လည်းမပိတ်ဘူးမသိလို့ရှိရင်တကားကြီးဖွင့်ပြီးသူ့ကိုရက်ကြည့်နေတယ်လို့ကြီးအဲ့နဲ့သူလည်းကြောက်နဲ့ဆင်းပြေးလာခဲ့တယ်တဲ့ညီမလည်းခဏအချောက်ခံရတယ်တခါဆိုရင်ညီမအဖေကဆေးရုံတက်နေတာဆေးရုံတက်တာကိုစောင့်ပြီးတော့နောက်တနေ့မနက်အလုပ်ကိုတန်းပြီးသွားတယ်စိတ်ထဲမှာလည်းတရေရှိနေရကိုသိထားတော့စိတ်ကမကြည်ဘူးဖြစ်နေရပေါ့အတွေးတွေကလည်းတောင်တွေးမြောက်တွေးနဲ့ဆေးရုံဆောင်ရင်ဆေးရုံကပါလာတဲ့အကောင့်မြန်ရှိမလားဆိုပြီးတော့လဲရှောက်တွေးမိသေးတယ်ဒါပေမဲ့လည်းအလုပ်ကတော့တွားရမှာပါပဲဆိုပြီးတော့အလုပ်ကိုထသွားလိုက်တယ်ဖြစ်ချင်တော့အလုပ်ကိုရောက်သွားတာမနက်၈နာရီရောက်သွားအောင်စောနေတော့ကိုတယောက်တည်းပဲရှိတယ်အဝင်ဝါရောက်တော့ဝင်ရမလို့မဝင်ရမလို့နဲ့ဥဟာကိုဘာလို့ရမှမသိဘူးအဲ့ဒါနဲ့ဥဟာကိုသတိပေးပြီးတော့ဖုန်းနဲ့ပထန်းကြီးကိုဖွင့်ပြီးတော့ဝင်ချသွားတာပြီးတော့ရှိသမျှအပေါက်တွေလည်းအကုန်လိုက်ဖွင့်တာပေါ့အိမ်သားရဲဝင်အင်ကြီးဘာညာလဲလဲပေါ့ပြန်လဲထွက်လာအောင်ငါ့ကိုမချောက်ပါဘူးပေါ့ဆိုပြီးတော့နည်းနည်းကျဉ်နဲ့နေတာအဲ့ဒါနဲ့နောက်တစ်ဆင့်ထပ်တိုးကြည့်မယ်ဆိုပြီးတော့မိဖို့ကြောင်ထဲမှာကော်ဖီဖြော်မယ်ဆိုပြီးတကားကိုဖွင့်ဖို့လုပ်နေတာဖြစ်ချင်တော့တကားမဖွင့်ခင်လိုင်းကပြတ်သွားအောင်လိုင်းပြတ်သွားတော့တရားရက်သွားတာပေါ့ကိုကလည်းဖုန်းကအဝိုင်းလည်နေတာပေါ့ဆိုပြီးဖုန်းကိုလက်ကတော့မချအောင်တစ်ဖက်ကလည်းတကားကိုဖွင့်လိုက်တာအမလေးအဲ့ဒီချိန်မှာကြောက်ပြားတွေကိုနင်းပြီးပြေးလာတဲ့အတန်ကြီးဝုန်းဆိုပြီးတော့ကို့နာကိုဖြတ်ပြီးတော့ပြေးတာညီမလည်းချက်သိမ်းမွေးခြင်းတွေတကူလုံးထပြီးတော့ခြေလန်းနေတော့အနောက်ဆုတ်သွားတယ်အဲ့ဒါနဲ့စိတ်ထဲမှာလဲ तू ကဘယ်ဘက်ပြေးလို့ပြေးမှန်းလည်းမသိဘူးညီမလည်းကိုဝင်လာတဲ့လမ်းအတိုင်းပြေးပြီးတော့ထွက်ခဲ့တာအခုချိန်မှာဒီဖြစ်ပျက်တွေကိုပြန်တွေးကြည့်ရင်တော့ရည်စရာဆိုပေမဲ့အချောက်ခံရတော့တော်တော်လေးနှလုံးရက်မတက်ကိုဖြစ်ခဲ့ရတယ်ကဲဘာမှသူပြိတ်သက်ကြီးလဲဒီလိုမျိုးအဖြစ်တွေကိုကြုံလာရင်ဘယ်လိုလုပ်မလဲကိုယ်တိုင်တွေးကြုံရတဲ့တရေအကြောင်းပဲဖြစ်ဖြစ်ကိုเจ้าဘူးနာဝရှိရဲ့တရေအကြောင်းတွေပဲဖြစ်ဖြစ်ဒီလိုတရေအကြောင်းတွေကိုအကုန်လုံးသိရအောင်ပြန်ပြီးတော့ sharing လုပ်ချင်တယ်ဆိုလို့ရှိရင်ဘာမှသူ channel လေးကို TikTok Messenger ကနေဖြစ်ဖြစ် comment box ကနေဖြစ်ဖြစ်ရေးပြီးပေးပို့လို့ရပါတယ်ရှင်စိတ်ဝင်စားဖို့ကောင်းတဲ့ဖြစ်ရမှန်တရေအကြောင်းတွေကိုပြောပြပေးသွားမှာဖြစ်လို့ဘာမှသူ channel လေးကိုစိတ်ဝင်စားစွာနဲ့စောင့်မျှော်ကြည့်ရှုပေးကြပါအောင်ရှင်ကျေးဇူးအများကြီးတင်ရှိပါတယ်